လုံးမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်အခုရောက်ရှိနေတဲ့နေရာကိုကျွန်တော်ခံမှန်းခိုင်းပါဗောနော်အခုကျွန်တော်ရောက်ရှိနေတဲ့နေရာကဒီမှာကျွန်တော်တောင်တန်းလေးတွေတော့ရှိတယ်အဲ့ဒါဘယ်နေရာဖြစ်မလဲဆိုတာကိုတစ်ချက်လောက် comment မှာရေးပေးကြအောင်ဗောနော်ဘယ်နေရာကိုကျွန်တော်ရောက်နေလဲဆိုတာကိုတော့ကျွန်တော်ဒီဗီဒီယိုအဆုံးကြရင်ကျွန်တော်ပြပြပေးပါမယ်ဗီဒီယိုအဆုံးထိလိုက်ကြည့်ပေးပါအောင်နော်မကြည့်ရလှမလှရှယ်နော်လာမလာမယ်နော်ကဲဒါဆိုရင်ကျွန်တော်ဘယ်ကိုရောက်နေလဲဆိုတာကိုကျွန်တော်တစ်ချက်လိုက်ပြပေးမယ်နော်ရောက်ရှိနေတာကကြတော့ကျွန်တော်တို့ပင်လယ်ရေမျက်နှာပြင်အထက်ဘယ်လောက်လဲမသိဘူးဗျာအဲ့ဒီမှာရှိတယ်ပေါ့နော်ကျွန်တော်ရှမ်းပြည်နယ်ကိုတောင်ကြီးကိုရောက်ရှိနေတာဖြစ်ပါတယ်အခုလိုမျိုးပေါ့နော်ကျွန်တော်ရဲ့အတူလိုက်ပြီးတော့ကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်နောက်ပြီးတော့ကလောကိုလာလို့ရှိရင်လာဝင်လဲပါလို့ခွန်မမရေးထားတဲ့ဘာသာကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်ကလောကိုကြော်ပြီးတော့ကျွန်တော်တောင်ကြီးကိုရောက်နေပါပြီနော်တောင်ကြီးကိုလာကြလို့ရှိရင်လည်းလာခဲ့လို့ရပါပြီကျွန်တော်အခုကတော့တောင်ကြီးကိုရောက်နေပါခင်ဗျာကဲအားလုံးကျေးဇူးတင်နေကျွန်တော်နောက်ခုကြမှာပြန်တွေ့မယ်နော်Dadah.